တရိษံလေးများနှင့်တစ်တောကြီး၏လျှို့ဝှက်ချက်တခါတုန်းကမြက်ခင်းပြင်ကျဲကြီးနှင့်တစ်ပင်တွေဖြင့်ဖုံးလွှမ်းနေတဲ့တစ်တောကြီးတစ်ခုမှာတရိษံလေးတွေအတူတကွနေထိုင်ကြပါတယ်ဒီတစ်တောမှာမြေခွေးလေးမာရီယုံလေးကြုံဝက်ဝံလေးဘလူးနဲ့ငှက်လေးတွေဖြစ်တဲ့ပီကာနဲ့ဆာလာတို့ရှိပါတယ်သူတို့ဟာနေ့စဉ်ဘဝမှာပျော်ရွှင်စွာနေထိုင်ကြပေမဲ့ဒီနေ့မှာတစ်တောကြီးမှာထူးဆန်းတဲ့အရာတွေဖြစ်လာပါတော့တယ်တနေ့နနက်ခင်းမှာမာရီကသူ့တငယ်ချင်းတွေကိုခေါ်ပြီးဟေးကြည့်ကြပါဦးတစ်တောထဲမှာထူးဆန်းတဲ့အတန်တွေကြားနေရတယ်။ဘာဖြစ်နေတာလဲလို့ပြောလိုက်တဲ့ဂျွန်ကဟုတ်လားငါလဲကြားတယ်။ဒါဟာလူတွေရဲ့အတန်နဲ့တူနေတယ်လို့ဖြေလိုက်ပါတယ်။သူတို့ဟာအတန်ရင်းမြစ်ကိုရှာဖွေဖို့တစ်တောထဲကိုခရီးထွက်လိုက်ကြပါတယ်။ခရီးတစ်လျှောက်မှာသူတို့ဟာတစ်ပင်တွေခုတ်ထွင်ရှင်းလင်းခံနေရတာကိုတွေ့လိုက်ရပါတယ်။ဘလူးကဒါဟာလူတွေပဲသူတို့ဟာတစ်တောကိုဖျက်ဆီးနေကြတယ်လို့ပြောလိုက်တယ်။ပီကာနဲ့ဆာလာတို့ကဒါဆိုငါတို့ဘာလုပ်ကြမလဲဒီတစ်တောဟာငါတို့ရဲ့အိမ်ပဲဒါကိုငါတို့ကာကွယ်ရမယ်လို့ပြောကြပါတယ်။မာရီကဟုတ်ပြီငါတို့အားလုံးပူးပေါင်းပြီးတစ်တောကိုကယ်တင်ဖို့နီလန်းတစ်ခုရှာကြရအောင်လို့အကြံပေးလိုက်တယ်။သူတို့ဟာတစ်တောတွေကညံကြီးရှင်လင်းယုံကြီးစီသွားပြီးအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။လင်းယုံကြီးဟာတစ်တောရဲ့ရှေးအကျဆုံးတစ်ပင်ပေါ်မှာနေထိုင်ပြီးသူ့မှာမျက်လှည့်တွေတီးကြတယ်လို့သိရပါတယ်။လင်းယုံကြီးကိုရောက်တဲ့အခါသူတို့ဟာတစ်တောကိုကယ်တင်ဖို့အကူအညီတောင်းကြပါတယ်။လင်းယုံကြီးကငါကူညီမယ်ဒါပေမဲ့တင်တို့ဟာတတိရှိရမယ်တစ်တောရဲ့လျှို့ဝှက်ချက်ကိုရှာဖွေရမယ်လို့ပြောလိုက်ပါတယ်။သူတို့ဟာလင်းယုံကြီးရဲ့လမ်းညွှန်မှုနဲ့တစ်တောရဲ့အနက်ရှိုင်းဆုံးနေရာကိုခရီးဆက်လိုက်ကြပါတယ်။သူတို့ဟာရှေးဟောင်းကျောက်တိုင်တစ်ခုကိုတွေ့လိုက်ရပါတယ်။ဒီကျောက်တိုင်ပေါ်မှာတစ်တောကိုချစ်မြတ်နိုးသူများသာဤလျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီလို့ရေးထားပါတယ်။သူတို့ဟာတစ်တောကိုချစ်မြတ်နိုးကြောင်းတစ်ပင်တွေကိုပွေ့ဖက်ပြီးတချင်းဆိုကြပါတယ်။ထိုအခါကျောက်တိုင်ဟာအလင်းနှန်းတွေထွက်လာပြီးတစ်တောတွေကတရိษံတွေဟာစွမ်းအားတွေရလာကြပါတယ်။မာရီဟာမြ мян ပြေးနိုင်လာတယ်။ဂျွန်ဟာပိုမြင့်တဲ့နေရာကိုခုန်တက်နိုင်လာတယ်။ဘလူးဟာပိုအားကြီးလာတယ်။ပီကာနဲ့ဆာလာတို့ဟာပိုမြ мян ပြန်တန်းနိုင်လာကြပါတယ်။သူတို့ဟာဒီစွမ်းအားတွေနဲ့လူတွေကိုတစ်တောကနေထွက်ခွာသွားအောင်လုပ်နိုင်ခဲ့ကြပါတယ်။တစ်တောကြီးဟာပြန်လည်အေးချမ်းလာပြီးတရိษံလေးတွေဟာပျော်ရွှင်စွာပြန်လည်နေထိုင်ကြပါတော့တယ်။ဒီဇလန်းလေးဟာတဘာဝတရားကိုချစ်မြတ်နိုးဖို့နဲ့အတူတကွပူးပေါင်းဆောင်ရွက်တတ်ဖို့အရေးကြီးကြောင်းသင်ခန်းစာပေးပါတယ်။